တီတူးဆက်ဒီဖမ်းမှုဖမ်းနေလေးပေါ့ဒါရတော့ဘာမှမခက်ဘူးနော်မီနူနှိမ့်မယ်နော်မီနူနှိမ့်လိုက်မယ်မီနူနှိမ့်ပြီးတော့ဒီဘက်ကိုလာမယ်နော်ဒါအန်ရက်စီထားပြရမှာဘာလို့ဆိုတော့ဂျပန် TV ဆိုလို့ရှိရင်ဒီပြီးရင်ဒီအောက်မှာ manual set ဆွဲအောင်သာဘာမယ်အော်တိုဆက်နဲ့မလုံးနဲ့နော်အဲ့လိုအတန်ဘေးတိုက်ကလေးနှိမ့်လိုက်အမေ20ခွန်ဆိုတာတွေ့လို့နော်တခြားနေရာမှာကြတော့ဟိုဒါဘောဟိုတနေ့ပြောဖို့ပါကြီးသူ့ရဲ့ဥထိုင်နဲ့ပြီးရင် okay နှိမ့်လိုက်လိုင်းကြပါလိမ့်မယ်ဒါကကြတော့ကျွန်တော်ဟိုတနေ့ပြောပါရဲ့44ကပုံမှန်မှရတာဒါပြီးတော့ကျွန်တော်က20ခွန်21ကတော့ပျောက်သွားတာပေါ့20ခွန်နော်20ပွားကြည့်ရမယ်ဒီနေ့တော့ပဲအဲ့ဒါလမ်းတက်ပြီးဆိုင်ဒီကောင်းလေးမှာဘာမှမလုပ် channel K တို့ 1TV တို့ MR TV တို့ channel 9တို့စီမံ line နဲ့ဒီထက်မှတော်တော်များများပါပဲ17ပေါင် line နဲ့နော်ဒါအိမ်မှာတော်တော်လေး line 19 line လောက်ပါတယ်ဒါလေးပြောပြတယ်အားလုံးကျေးဇူး